ငါညီနိုင်ငံရေးနဲ့မပတ်သက်တဲ့လူမြန်မာပြည်မှာရှိတာအခုပြပါတယောက်တော့ကြည့်တော့စီးပွားရေးသမားတွေကိုရကြောင်းနေတဲ့ကလေးတငယ်တွေကြောင်းငယ်ကြောင်းတက်နေတဲ့လူတွေတူလုံနေတဲ့လူတွေအများကြီးရှိပါတယ်နိုင်ငံရေးနဲ့မပတ်သက်ဘူးပေါ့နိုင်ငံရေးနဲ့မပတ်သက်တာမဟုတ်ဘူးနိုင်ငံရေးမှာဟိုဒီမပြောတယ်ကျွန်တော်လည်းနိုင်ငံရေးနဲ့မပတ်သက်ဘူးမပြောဘူးနော်ကျွန်တော်နိုင်ငံအတွက်ကျွန်တော်လုံနိုင်တာကျွန်တော်လုံမယ်ကျွန်တော်မြန်မာနိုင်ငံမှာနေကျွန်တော်နိုင်ငံစည်းကောင်းကျွန်တော်လေးစားလိုက်တာမယ်ဒါပဲနိုင်ငံရေးဆိုတာဒီလုပ်ဖို့အတွက်ကိုအညီဘယ်စနစ်နဲ့လုပ်မှာလဲကျွန်တော်ကတော့စနစ်ကောင်းလိုချင်တယ်အကျင့်ကောင်းနဲ့သွားချင်တယ်အေးအဲ့ဒါပဲဒီနေရာမှာဗျာကျွန်တော်ပြောမယ်ကိုစီတော့ဟာလာဟိုလူမှန်နဲ့ဒီလူမှန်နဲ့အချင်းချင်းချနေကြတာအခုတမတော်မှာလည်းကျွန်တော်မြန်မာနိုင်ငံသားတွေကြီးပဲအခုတော်လန်ရေးမှာလည်းကျွန်တော်မြန်မာနိုင်ငံသားတွေကြီးပဲတယောက်နဲ့တယောက်ကြားထဲမှာဒီကြားထဲမှာကိုယ်နေကြတယ်ဗျာအမှန်မားနဲ့ခက်တာကအမှန်မားဆိုတော့ကကျွန်တော်တို့ကလက်ဖွားနဲ့လက်ဖမိုးလို့ပဲကျွန်တော်ဘက်ကလက်ဖွားမြင်ရတယ်ကိုစီဘက်ကလက်ဖမိုးမြင်ရတယ်အဲ့ဒီနေရာကြီးမှာငါလက်ဖွားပါမင်းကလက်ဖမိုးပါဆိုပြီးတော့မှကျွန်တော်ညှင်းကုန်နေကြရင်ပွဲရပြီးမှာမဟုတ်ဘူးโอเคကောင်းပြီအဲ့ဒါဆိုညီတို့ကိုတခုပြမယ်အခုလက်ရှိစစ်တပ်ကတော့ဒီတော်လိုင်းဘက်လူတွေကိုအကြမ်းဖက်လို့ကြီးညာထားတယ်မလားဟုတ်ပြီဟုတ်တယ်နော်အခုတော့တော်လိုင်းဘက်က CRPH ကလည်းအကြမ်းဖက်လို့သူတို့စစ်တပ်ကိုကြီးညာထားတယ်ဟုတ်တယ်တစ်ဖက်လုံးကတယောက်အကြမ်းဖက်လို့ကြီးညာနေကြတယ်ဟုတ်တယ်ကောင်းပြီအဲ့ဒါဆိုရင်မြေဒီမှာပဂတိရှိတရားကိုကိုလိုကြည့်လိုက်မယ်စစ်တပ်သွားလို့ထွက်မပြေးရတဲ့ဒေတာရှိလားစစ်ကြောင်းထိုးလို့တော်လိုင်းဖွဲ့သွားလို့ထွက်ပြေးရတဲ့ဒေတာငါ့ညီတွေ့ဘူးလားအဲ့ဒါလက်ဖုံးနဲ့လက်ဖုံးမုံကြီးအဲ့ဒါအရှိတရားပဂတိရှိတရားကျွန်တော်ကိုစီကိုပြောမယ်ကျွန်တော်အဲ့လိုပြောလို့ရှိရင်ကိုစီတို့ကကျွန်တော်ဘောမဆက်တွင်အောင်မယ်တချို့နေရာတွေမှာလမ်းရကြပြန်လားဟာမကြောက်ပြောကုန်ကြတယ် sorry စစ်ကြောင်းထိုးလို့ပေါ့တချို့နေရာတွေမှာစစ်ကြောင်းထိုးလို့ထွက်မပြေးလို့ရှင်ကြံခဲ့တဲ့လူကအန်ဒီရလုတ်တယ်ဆိုတဲ့အရာတွေကိုစီမသိတာလားပေါ့လက်တွေ့ချပြပါပြည်သူချပြအဲ့ဒါအဲ့ဒါတွေကမဟုတ်မနဲ့အကိုပြောမယ်အကိုတို့ PDF ဘက်ကပြည်သူကိုအဲ့ဒီစစ်တပ်လုံနီနိုင်တဲ့စီးနင်းပြုကျင်တာတွေအိမ်တွေပစ္စည်းဝင်ယူတာတွေမီးရှို့တာတွေသူတို့မတရားလုပ်တာတွေရှိအကိုပို့လားအကိုကိုယ်တိုင်ဖော်ထုတ်ပေးမယ်ဟုတ်ပြီဗျာအဲ့ဒါဆိုတော့အဲ့ဒါဆိုရှိတယ်နော်ညီတခုတော့ရှိတယ်ပြစ်ချက်ချင်းနှစ်ခုမျှနဲလို့များချင်းမျှကြည့်ဖို့လိုတယ်တော်လိုင်းဘက်ကလူ100မှာ100လုံးကကောင်းနေလို့မရဘူးစစ်တပ်ဘက်မှာ100မှာ100လုံးကစိုးနေလို့မရဘူးဒါပေမဲ့အကိုတို့ကပြည်သူပေါ်ပြစ်ချက်အများဆုံးကျူးလွန်နေတာဘာလို့လဲပြည်သူပေါ်ဒုက္ခအပေးဆုံးကဘာလို့လဲတစ်ချက်ချင်းစီတော့လိုက်ပြောနေလို့မရဘူးစစ်တပ်ဘက်မှာကောင်းတဲ့အချက်တွေရှိမှာပဲဒါပေမဲ့နဲလို့များချေကိုအကိုတို့ကြည့်ရတယ်အကိုကနေ့ကပြောသလိုရွာတရွာမှာစစ်ကြောင်းထိုးလို့ထွက်မပြေးရတဲ့ဒေတာမရှိဘူးညီဒါပေမဲ့တော်လိုင်းဘွဲ့လာလို့ထွက်ပြေးရတဲ့ဒေတာမရှိဘူးဒါတော့မှတော်လိုင်းဘွဲ့ထဲမှာ UNG အောက်မှာရှိနေတဲ့ MOD ရဲ့ပုတ်ကဲမှုအောက်ကတော်လိုင်းရှိတယ်လို့ EAO တွေအောက်ကဒီ EAO တွေအောက်ကအဖွဲ့တွေလည်းရှိတယ်ပြီးလို့ရှိရင် local တွေလည်းရှိတယ်ဆိုတော့တော်လိုင်းရေးဘက်ကဆိုတိုင်းအကုန်လုံးတရေမှန်လို့တော့မရဘူးအဲ့ဒါဆိုရင်ပေါ့ဒါကိုစီကိုကျွန်တော်မင်းမယ်ကိုစီကနိုင်ငံရေးဘက်ကိုအရင်ရောက်သွားပြီဆိုတော့ဒါကျွန်တော်ကိုစီကိုနိုင်ငံရေးဘက်ရောက်တာမဟုတ်အကုန်လုံး